Hello everyone. ဒီတစ်ခေါက်သင်ခန်းစာမှာ Firewall Administrator account သို့မဟုတ် user account ဘယ်လိုဖန်တီးတည်ဆောက်ရမလဲဆိုတာအဓိကထားရှင်းပြသွားပါမယ်။ဒီမှာဆိုရင် Administrator account တည်ဆောက်ဖို့နည်းလမ်းနှစ်သွယ်ရှိတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ပထမဆုံးနည်းလမ်းကဘာနည်းလမ်းလဲဆိုလို့ရှိရင်non local administrator account နဲ့ local administrator account ဆိုပြီးတော့နှစ်ခုတွေ့ရပါမယ်။ဘာကွာသွားသလဲပေါ့နော်။ non local administrator account ဆိုတာကဒီအပြင်မှာ firewall အပြင်နောက်ထပ် server တစ်ခုတက်လို့တယ်။နောက် local administrator account က server တွေမလို့သူက firewall ထဲမှာပဲ user account ဖန်တီးတည်ဆောက်တာ။ဥပမာ Cisco device တွေမှာဆိုလို့ရှိရင် user name admin password admin ဒီလိုမျိုးတည်ဆောက်လိုက်တယ်ဒါကို local administrator account လို့ခေါ်ပါတယ်။အဲ့တော့ local administrator account တည်ဆောက်တော့မယ်ဆိုလို့ရှိရင်နည်းလမ်းကနှစ်လမ်းရှိတယ် step 1နဲ့ step အဆင့်2ဆင့်ရှိတယ်ပေါ့နော်။တစ်ဆင့်က admin role profile တည်ဆောက်ရမယ်နောက်တစ်ခုကကျတော့ local administrator account တည်ဆောက်ရမယ် local administrator account ဆိုတာအဲ့ဒီထဲမှာ firewall ထဲမှာ user name password ပေးရမယ်အဲ့ဒါကိုဆိုလိုတာဒါကအရင်လွယ်ကူတယ်။နောက်တစ်ခု non local သို့မဟုတ် external administrator account လို့ခေါ်တဲ့ account ကကျတော့သူလှုပ်ဆောင်ရမယ် step by step အဆင့်တွေရှိတယ်ဒီမှာဆိုရင်ဖော်ပြထားတာအဆင့်5ဆင့်ထိတွေ့ရလိမ့်မယ် step 1ကဘာလုပ်တယ်လဲဆိုရင် admin role profile တိစောက်တယ် step 2ကကျတော့ server profile တိစောက်တယ် step 3ကကျတော့ authentication profile တိစောက်တယ် step 4ကကျတော့ authentication sequence step 5ကကျတော့ဒီ user account တစ်ခုကိုထည့်လိုက်တယ်ပေါ့เนาะဒါကိုဆိုလိုချင်းဖြစ်ပါတယ်ဒီ admin profile ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ဒီ file မှာသူ့ရဲ့လုတ်ပိုင်ခွင့်တွေရှိရပေါ့နော် HTML API နဲ့ရေးမှာလားသို့မဟုတ်အရင်သင်ခန်းစာတော့ကျွန်တော်ရှင်းခဲ့တယ်log တွေ monitor တွေပဲကြည့်မှာလားဒါမှမဟုတ်နဲ့ object တွေ network တွေဒါတွေကိုပဲသုံးမှာလားစသဖြင့်ပေါ့နော်သူ့ရဲ့တက် profile တစ်ခုတိစောက်ပေးရမယ်နောက်တစ်ခုကကျတော့ server profile ဆိုတာကကျတော့ဘယ် server ကိုသုံးမှာလဲပေါ့ MDEC ကိုသုံးမှာလားVDS ကိုသုံးပါလား TACACS server ကိုသုံးပါလားရေးပြရမယ်အဲ့ဒီ server တွေရှိတဲ့ IP address တွေထည့်ပေးရမယ်နောက်တစ်ခု authentication profile authentication sequence ဆိုတာဟုတ်ပြီကိုသုံးတဲ့ server ကဘာမျိုးစားလဲ VDS ဆို VDS ကိုဒီထဲမှာ profile တစ်ခုတိစောက်ပေးရမယ် authentication sequence ကမှာ authentication sequence မှာသူကတကယ်လို့များ authentication profile တိစောက်ထားတာ server တစ်ခုထည့်ပို့တယ်TACACS လည်းသုံးမယ် VDS လည်းသုံးမယ်ဆိုလို့ရှိရင်ဒီ step 4လို့ခေါ်တဲ့ဒီ authentication sequence မှာအဲ့ဒီနှစ်ခုစလုံးကိုထည့်ပေးရမယ်။တစ်ခု successful မဖြစ်လို့ရှိရင် initial connection initiate လုပ်တယ် successful မဖြစ်လို့ရှိရင်နောက်တစ်ခုနဲ့သူက initiate လုပ်ဖို့အတွက်သူက authentication sequence ထည့်ပေးရမယ်။နောက်ဆုံး နောက်ဆုံး step ကတော့လွယ်လွယ်လေးရယ်ပုံမှန် user name password ထည့်ရုံပဲ။နော်။ဒါရန်ကိုstep 5ကတော့အလွယ်ဆုံးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်Okay. Now local administrator account ကတော့တူဘာမှတော့မရှိဘူးဒီမှာဖော်ပြပေးထားတဲ့အတိုင်းပဲနော် admin profile တခုတိစောက်လိုက်ပေါ့နော် admin profile ပဲအောက်မှာရှိတယ်ဆို device set အောက်မှာရှိပါတယ်ခုနကပြောတဲ့အတိုင်းပဲသူ permission တွေပေးလိုက်ပေါ့ဘယ် user ကိုတော့ဘာ permission တွေပေးရှင်တယ်တခြား user တွေတော့ဘယ် permission ပေးရှင်တယ်ပေါ့အဲ့လိုမျိုးတိစောက်အောင်မယ်အတူတူပဲသူကဒီနှစ်ခုကအဓိကဘာကွာသွားသလဲဆိုလို့ရှိရင် local administrator account ကတော့ဘာရောအဆက်ရဖို့နော် non local သို့မဟုတ် external account ကသူကဒီ SSL VPN access တွေပေးခြင်းတဲ့အခါမျိုး web portal access ပေးခြင်းတဲ့အခါမျိုးမှာဆိုရင်ဒီ non local administrator account ကိုသူကများသောအားဖြင့်အသုံးပြုကြတယ်ဒီမှာဆိုလို့ရှိရင် device set အောက်မှာဘာတွေပါလဲဆိုလို့ရှိရင်ဒီမှာ admin role profile ရှိမယ်authentication profile ရှိမယ် authentication sequence ရှိမယ်ပြီးလို့ရှိရင်ဒါကတော့ local အတွက်ပေါ့နော် local user database တိစောက်ရင်ဒီထဲကိုသွားတိစောက်ရမယ် server profile မှာအောက်ဆုံးမှာရှိတယ် server ဒီမှာ server profile ဆိုတာဒီဟာလေးနော် server profile နော်ဒါက external account ဖန်တီးခြင်းလို့ရှိရင်ဒီထဲမှာသက်ဆိုင်ရာတွေကျွန်တော်တို့ထည့်ပေးရမယ် okay အဲ့တော့ဒီအကြောင်းအရာလေးတွေသိသွားပြီဆိုလို့ရှိရင်နောက်သင်ခန်းစာက user account တနည်းအားဖြင့်ပြောရရင် external ပဲဖြစ်ဖြစ် local ပဲဖြစ်ဖြစ်ဒီ administrator account ဖန်တီးခြင်းနောက်ထပ်ဘယ်လိုဖန်တီးရမလဲဆိုတဲ့ဒုတိယမြောက်သင်ခန်းစာလေးကိုချက်ပြီးတော့ရှင်းပြသွားပါမယ်